ပြောဖို့တခုချင်းတဲ့ပုံတွေထဲမှာတော့မပါဘူးပေါ့နော်ကျွန်တော်ရဲ့ memory ထဲမှာအရေးပါတဲ့နောက်ထပ်လူတစ်ယောက်ရှိသေးတယ်အဲ့ဒါတော့ကျွန်တော်ရဲ့တငယ်ချင်းကန်ဆိုပါဘာလဲဆိုတော့ကျွန်တော်ရန်ကုန်စားရောက်ကြရနေပြီးတော့ကျွန်တော်အောင်မြင်သွားတဲ့အချိန်ထိပေါ့နော်၄နှစ်လောက်ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်အတူတူနေခဲ့ရတယ်ပေါ့နော်နေခဲ့ရတဲ့အချိန်မှာလည်းကိုမှပတ်စံတပြားမှမရှိရတော့မှအိမ်မှာပေးနေပြီးသွားလို့ရှင်နေဖို့စားဖို့အတွက်ပါအများအားပေးနေတယ်သွားလို့ရှိရင်ဒီ၄နှစ်အတွင်းမှာလည်းအများအားမငြင်းမညူပဲနဲ့ကိုယ့်အတွက်တကယ်ချင်းကောင်းဖြစ်ခဲ့ရပေါ့နော်ဒီကျွန်တော်ရဲ့အောင်မြင်မှုအပိုင်းစားတွေထဲမှာသူကအများကြီးပါတယ်အများကြီးလည်းပတ်မှုပေးခဲ့တကယ်ကိုမိသားစုဝင်လို့ရောအများအားဒီချိန်ထိကျွန်တော်အောင်မြင်သွားတာတော့မှကျွန်တော်စီကဘာပြန်ရမလဲဆိုတော့ဘရောမှလည်းအရေးအောင်မမြင်ခဲ့ဘူးကိုယ်ဘာပြန်ပေးရမလဲဆိုတော့ဒီနေ့ဒီချိန်ထိလည်းအများအားကိုယ်ပင်နာမှာမြင်ရရှိရကိုယ့်ရဲ့ကြားဆုံးချိန်တွေရောအောင်မြင်ခဲ့တဲ့အချိန်ရောကြားဆုံးချိန်မှာဆိုရင်လည်းအများအားနားမတူတူရှိရပြီးလို့ရှိရင်အောင်မြင်ခဲ့တဲ့အချိန်လည်းအများအားအယုံဆုံးဂုဏ်ယူပြီးတော့အများအားပျော်ပေးရပါတော့ဒါကျွန်တော်ရဲ့တကယ်ချင်းကောင်းပါကျွန်တော်ဆိုလည်းအခုဒီနေ့ဒီချိန်ဒီတစ်ခါမှလည်းရံမဖြစ်ဖို့ပေါ့နော်အများအားပြောမှဆို energy ကိုက်ပြီးတော့ကိုယ့်ရဲ့လှုပ်ဝက်ချက်တွေတော့မှအကုန်လုံးပြောပြရဲတယ်ပြောပြလို့ရတယ်ကျွန်တော်ရဲ့တယောက်တည်းတော့တကယ်ချင်းပေါ့နော်အများအားကျွန်တော်ရဲ့ကိစ္စတွေကျွန်တော်ရဲ့အကြောင်းတွေတော်တော်များများကျွန်တော်ရဲ့တစ်ခါလေကြာကျွန်တော်ရဲ့မိသားစုထပ်တော့မှသူ့ပိုသိရပေါ့နော်ဒီထဲမှာတော့သူ့ရဲ့ပုံတော့မပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဘဝမှာအရေးပါတဲ့လူတစ်ယောက်ပဲပေါ့နော်